သူများပါကြသူများပါကြလမ်းမဆုံးပါစေနဲ့ကိုယ်ကဝမှာလမ်းဆုံးလို့ရှိရင်ဖြင့်ရာဇေတို့ဥပအောင်တို့သူများလိန်လို့ကောက်လို့သူများပြောတာကြားတဲ့ဖြစ်တော့အယုံကြည်ရှိဖို့လိုသေးလားမလိုတော့ပါဘူးအဲ့တော့ဘုန်းကြီးတို့ဓမ္မတွေကရှင်းတော့ကတမ္ပရာကျမ်းမှာဥပိ္ပနာဝေသေဝေတွေနဲ့အဖော်လုပ်ခဲ့ရတယ်။ဘာကြောင့်ပါလဲမလဲလို့လက်တွေရှားလို့ရှိရင်ဖြင့်ခန္ဓာဉာဏ်ဝမှာလမ်းမဆုံးပဲနဲ့သူများပြောတာကြပါးစပ်မှာလမ်းဆုံးပြီးဒီကလာနေတာနဲ့ဥပိ္ပနာဝေသေဝေတွေနဲ့အဖော်လုပ်ပြီးဒီကလာနေခဲ့ရတယ်ဆိုတဲ့ဥစ္စာသစ္စာတန်ရုပ်သိသိချာချာဟောတော်မူသောကြောင့်ဒီတကဒီခါဒီချိန်ဒီခွင့်လေးမှာဖြင့်ခန္ဓာဉာဏ်ဝလမ်းဆုံးတဲ့အလုပ်ကိုဖြင့်တကယ်ကျွယ်တို့ဥလာဘူးတို့လှုပ်ဖြစ်အောင်လုပ်ပါမှန်ပါဗျာသူများလိန်လို့ကောက်လို့ကြစ်လို့သူများပြောစံကြားနဲ့မဟုတ်တော့ပါဘူးကိုယ်တို့ဖြစ်ပါပြီဆိုတဲ့စကားနဲ့သုံးပြချက်ချပြီးမယောင်မမှားရအောင်ဒါအောင်တို့လိုက်ဖို့ရည်ကြည်တယ်မှန်ပါဗျာမကြည့်ဘူးလားဒါကြောင့်ဘုန်းကြီးတို့တရားဓမ္မတွေအားတဲ့လက်တွေ့ဥပဒနာဆိုပြီးဒီကလာဉာဏ်တို့ဥပဒနာဆိုပြီးဒီကလာတရားဓမ္မတွေကပြပြီးဒီကလာနေခြင်းဒီဘဝမှာပြန်ဩဝိနာဝိသေဘေတွေဇတ်သိပြီးဒီကလာချမ်းသာတဲ့အရေးနဲ့သာလင်ချိန်ကုန်ပြီးဒီကလာနေဖို့ရာကိုမျှော်လင့်၍ဆရာဘုန်းကြီးကြီးတရားကျွယ်တော်ကောင်တို့ဥလာဘူးတို့လူစုတွေဟာအမှန်တရားကိုအမှန်ပြောကြပြီးဆုံးမနေတယ်ဆိုတာမှတ်ရတယ်နော်အမှန်တရားမှန်ပြောကြပြီးဆုံးမနေတော့သူများကလမ်းမဆုံးမဲနဲ့ခန္ဓာကိုဘုန်းကြီးကပြတရားဓမ္မတွေကခန္ဓာစိုက်ကြည့်ခန္ဓာပြလို့ရှိရင်ဘယ်စိုက်ကြည့်ရခန္ဓာပဲစိုက်ကြည့်မှာဘုန်းကြီးတရားဓမ္မတွေခန္ဓာပြောတဲ့တော့သူများပြောယုံစရာလိုသေးလားအဲ့ဒါကြောင့်ဒီရေးကိုဒီနေ့ပြောလိုက်မယ်ဆိုတာမှတ်ပါနော်ဘုဒ္ဓဇင်ထုံးစံကရာဇဝအောင်တို့ဥလာဘူးတို့ဘယ်လိုဖြစ်တတ်ကြုံလို့မဲလို့ရှိရင်ဖြင့်တဲ့သူများပြဿနာလမ်းဆုံးတော့ဘယ်သူကလူကြီးလူကောင်းကဘယ်လိုပြောတာပဲဗျရှင်းကြတဲ့လူတွေကဘယ်လိုပြောတာပဲဒါတော့ဘယ်သူမှန်ရရှိသေးကြတော့ဆိုတော့ဒါတော်တော်ခက်နေတဲ့စကားပဲလို့ဆိုလိုက်မဆိုတယ်သူပြောကြတယ်ရှင်းကပြောဆိုပြီးကြလာတာတွေအဲ့ဒီလာတာတွေကိုတည်ပြုပြီးနေကြမယ်ဆိုလို့ရှိရင်မှန်တယ်လည်းရှိတယ်မှားတယ်လည်းရှိတယ်ခန္ဓာကပြောတာကတော့မှန်တယ်မှားတယ်လို့လာကြလို့သေးဒါပြင်တခါကျော်ဘအောင်လို့လာဘူးတို့ဘုရားပြောတာမှန်ယူကြခန္ဓာပြောတာမှန်ယူရလိမ့်မယ်ဆိုတဲ့အိဗေရှင်းလင်းပြီးကြလာနေတော့တယ်နော်ဒါကြောင့်ဘုန်းကြီးဓမ္မတွေကတသံဃာလုံးဥပိ္ပနာဝိသေဝေတွေနဲ့မခွဲရပဲနဲ့တွဲပြီးဒီကလာအဖန်မှန်နေကြရတယ်ဖြစ်ဟာသူများပါးစပ်လမ်းဆုံးခဲ့တဲ့ရှင်တွေပဲဒါကြောင့်သစ္စာတန်ယုတ်ကသူများပါးစပ်လမ်းဆုံးလို့ရှိရင်ဘာနဲ့တူကြုံဆိုလို့ရှိရင်ပြင်မင်းတို့ခန္ဓာကိုယ်လေးကဝါကောနဲ့တူတကွာမဟုတ်ဘူးလားဝါကောဆိုတာတောင်းလေလားမြောက်လေလားတောင်းရှိလေလားလို့ရှိရင်နောက်လေလားလို့ရှိရင်အရှိအောက်လေလားအထက်လေလားအောက်ဆိုတော့ဥလာကူကြီးသူ့မှာကဏငင်းတဲ့သဘောပါပါရဲ့ဟောဘာကြောင့်မပါပါလိမ့်မလို့မေးထုတ်လို့ရှိရင်ဖြင့်ဒကာဓမ္မတို့သူများဥစ္စာမှုတ်ရသူများဥစ္စာလေမှုတ်ရကိုသွားနေရတယ်ဆိုလိုက်ကြအဲ့ဒီတော့ဆိုတော့ကိုဌာနရဲ့လို့ရှိသေးတယ်သူများဥစ္စာလေမလန်းဆုံးပြီးဒီကလာနေတော့တယ်ဆိုတာကကြွရှင်းတယ်အဲ့ဒီလိုရှင်းတော့မှာဥပအောင်လို့လူစုကတော်ပြီကြံပြီသူများဥစ္စာလမ်းဆုံးခဲ့ရတာကြာတော့ကွာကိုယ်ခန္ဓာကပြောတာကိုကိုယ်ညာနဲ့ပဲဆုံးဖြတ်ချက်ချပါတော့မယ်ဆိုတာယနေ့တရားပွဲမှာဖြင့်ဤဆုံးဖြတ်ချက်ကိုအဓိကထားကြပါကိုယ်ခန္ဓာကပြောတာကိုကိုယ်ညာနဲ့ဆုံးဖြတ်ချက်ချပါတော့ကိုယ်ခန္ဓာကပြောတာကိုအဲ့ဒါကြတော့ဖြင့်မမှားတော့ပါဘူးဘုရားပြော
ရားကလည်းဒီခန္ဓာကပြောတာယုံကြလို့ပြောနေတာနာနာသတ္တရာအုံလောကနာဘေးဆိုတာကသူများဘက်ကလမ်းဆုံးတဲ့ဘေးဟာပဲမဲ့တကယ်ကျေဥလားဥပအောင်လို့ကြောက်เสียနော်ခရိယံဖြစ်သွားတယ်မမေရင်ဖြစ်သွားတယ်ဟာဘယ်နဲ့ကြောင့်ဖြစ်သွားပါလိမ့်မလို့မေးတဲ့အခါကျသူပြောတဲ့စကားယုံသွားဒါရင်သူများဘက်ကလမ်းဆုံးတဲ့အဓိပ္ပာယ်ရောက်မရောက်စဉ်းစားလိုက်သူများဘက်ကလမ်းဆုံးတဲ့အဓိပ္ပာယ်ရောက်လို့ရှိရင်ဖြင့်မိစ္ဆာဒိဋ္ဌိပဲမပြေးဝင်သွားတယ်အဲဒီမိစ္ဆာဒိဋ္ဌိပဲပြေးဝင်သွားလို့ရှိရင်ဖြင့်မိစ္ဆာဒိဋ္ဌိတော့ပြည့်ကြည့်တာငါဘုရားရှာကြည့်တာမရှိပါဘူးကွာနာဘိက္ခွေလောကနာဘိက္ခွေတဲ့ဘိက္ခွေရံအာငါဘုရားဒီနတ်ပတ္တာမိမိစ္ဆာဒိဋ္ဌိတဲ့ကြည့်တာငါမမြင်ဘူးကွာမိစ္ဆာဒိဋ္ဌိဘိက္ခွေပရမဏိဝိဇ္ဇာနိသူပြည့်ကြည့်ဆုံးပဲကွာအဲဒီလိုဟောတာပြန်တော့သူများဘက်ကလမ်းဆုံးရင်မိစ္ဆာဒိဋ္ဌိပဲလို့သိတယ်တဘောကြသူများဘက်ကလမ်းဆုံးရင်မိစ္ဆာဒိဋ္ဌိပဲသိသွားတော့ဘုန်းကြီးတို့ဓမ္မတွေစဉ်းစားတာပေါ့ဟောသူများဘက်ကဘေးဟာလေတဲကြောက်เสียကောင်းပါသူများဘက်ကလမ်းဆုံးရတဲ့ဘေးဟာအဲ့ဒါကြောင့်ယနေ့ရှင်းရှင်းလင်းလင်းပဲဘုံဘုံပြောနေပါတယ်ဆိုတာဓမ္မတွေဖတ်ဖို့ရတယ်ခန္ဓာကပြောတာကိုဉာဏ်ကဆုံးဖြတ်ချက်ချပါခန္ဓာကပြောတာကိုဉာဏ်ကဆုံးဖြတ်ချက်ချပါလို့အတိအကျမှန်နေတယ်ဒါဖြင့်စကားနှလုံးထဲနဲ့ပဲအပြီးကဖွင့်လိုက်တာပေါ့နော်ခန္ဓာကတော့ဖြင့်တဲ့ဓမ္မတွေပြောကျုပ်လက်မောင်းကရားနေတယ်ပြုံးကြောကရားနေတယ်ဘယ်ဘက်လက်မောင်းကနားနေတယ်ဟောဒါတွေကခန္ဓာကပြောနေခန္ဓာကပြောပြီးကြရင်ခန္ဓာကကျုပ်ကဝေဒနာခန္ဓာပါလို့ပြောခန္ဓာကဘယ်လိုပြောပါလဲဝေဒနာခန္ဓာလို့ပြောနေတယ်ဓမ္မတို့ဩဒါဖြင့်ကျွတ်ဉာဏ်ကယောက်ျားမဟုတ်မိန်းမမဟုတ်ဝေဒနာခန္ဓာသာဟုတ်၏ဆိုပြီးဒီကလာဉာဏ်ကဆုံးဖြတ်ချက်ချလိုက်ပါလားဘာခန္ဓာဖြစ်သွားဝေဒနာခန္ဓာဖြစ်သွားတော့တကယ်ကျွဲတို့ဥပအောင်တို့ဥလာဘူးတို့ဘယ်သူကပြောတာပါလဲခန္ဓာကပြောပါလေခန္ဓာကယောက်ျားလို့လည်းဘယ်တော့မှမပြောဘူးမိန်းမလို့လည်းမပြောပါဘူးတရားဓမ္မတွေရဲ့ဝေဒနာလို့ပဲပြောပါတယ်ဘယ်လိုများပြောပါလဲဝေဒနာလို့ပြောတော့ကျွတ်ဉာဏ်ကခန္ဓာကပြောတာဉာဏ်ဝလမ်းဆုံးအောင်ပဲလို့ဆိုထားပြန်ဩဝေဒနာခန္ဓာရှိယောက်ျားမိန်းမမဟုတ်ဘူးကွာယောက်ျားမိန်းမဆိုတာသမုဒိသစ္စာသူများသမုဒ္ဒရာအဲ့ဒါအတိမဖြစ်နိုင်ဘူးကွာမူသားမဖြစ်ရုံနဲ့မှန်တာကွာခန္ဓာကပြောတာကဖြင့်သစ္စာဆိုင်တယ်ကွာဝေဒနာခန္ဓာဒုက္ခသစ္စာဝေဒနာခန္ဓာကဘာပါလဲဒုက္ခသစ္စာပဲဆိုတာရိပ်မိကြအဲ့ဒီခန္ဓာကပြောတာကိုအတည်ပြုလိုက်တော့ယောက်ျားပြောက်မိန်းမပြောက်ငါပြောက်သူပြောက်အကုန်မပြောက်ဘူးဘယ်သူကပြောတာဉာဏ်နဲ့အတည်ပြုလိုက်ပါလားခန္ဓာကပြောတာကိုဉာဏ်နဲ့အတည်ပြုလိုက်တဲ့အတွက်ယောက်ျားပြောက်မိန်းမပြောက်သူပြောက်ငါပြောက်ဝေဒနာတွေကပေါ်ပေါက်ဒီလိုပဲမရလားအဲ့ဒါတွေသေချာစဉ်းစားပြီးကြည့်တဲ့အခါကျတော့ခန္ဓာပြောကအမှန်ပါလားသူများရဲ့ယောက်ျားမိန်းမဆိုတာကတကယ်ကြည့်လိုက်ကြကိုယ်ဝေဒနာတွေသာတွေ့နေတယ်လောဘဒေါသမောဟတွေပေါ်ပြန်လို့စိတ်တွေကတွေ့နေတယ်ဒီလိုမလားဒီလိုဆိုတော့မှားနိုင်ကြရှိသေးသူတို့ကဒီလိုဝေဒနာတွေကပြောလိုက်စိတ်တွေကပြောလိုက်တဲ့အခါကျတော့ဓမ္မတွေကဘယုမဆိုင်သေးတော့မနေလိုက်ပါနဲ့လို့သတိပေးလိုက်ဘယုကလို့ဆက်ရမှာတော့လို့မဲတဲ့အခါကျတော့မှဓမ္မတို့သူကအေးလာခဲ့ပတ္တငါကိုရှုပါအေးလာခဲ့ပတ္တငါကိုရှုပါသူကခေါ်မြန်းနေလိုက်သေးအေးပတ္တိကောလာရှုစမ်းပါအေးပါတိကောဆိုတာပေါ့အဲ့တော့ဓမ္မရဉာဏ်ကအဲ့ဒီပဲတက်လိုက်တာပေါ့တက်လိုက်တဲ့အခါကျတော့သူကလာရှုပါဆိုတော့ကိုယ်ကသွားရှုလိုက်တဲ့အခါတော့ပထမဆုံးကဝေဒနာလိုနဲ့နောက်ကြတဲ့
ရှုလိုက်လဲရှုလိုက်ပါရောရှားလည်းမတွေ့တော့အော်ဝေဒနာဆိုတဲ့ဥစ္စာအနိစ္စပါလားလို့သွားတွေ့ဝေဒနာဆိုတာဒါနဲ့အဲ့ဒီလာခဲ့ပတ္တကျုပ်ကိုရှုပါလို့ဘယ်သူကခေါ်ပါလဲဝေဒနာခေါ်တော့သူကခေါ်တဲ့ဒီကိုကျွတ်တို့ကညာလေးကလိုက်ပြလိုက်တာပေါ့ဥပအောင်ရတကယ်ကြမလိုက်ပြန်ဘူးသူကလိုက်တဲ့ခါကျတော့ဟောဒါရတာလားဒုက္ခဝေဒနာလားစဉ်းစားလိုက်ပါလားသူခေါ်တဲ့တိုင်းကျွတ်တို့ကအေးလာခဲ့ပါပတ္တရှုပါဆိုပြီးသူခေါ်တဲ့တိုင်းလိုက်တော့လိုက်တဲ့ညာလာရင်ပဲဟိုကရှိသေးရဲ့ဟောဒါဖြင့်ခေါ်တာကဝေဒနာဟုတ်လားပြတာကအနိစ္စဩဒါဖြင့်ကိုယ်ညာမှာခေါ်တာကဝေဒနာပြတာကအနိစ္စဝေဒနာအနိစ္စဆိုတာပေါ်သွားမပေါ်ဘူးလားကြက်ကြက်စဉ်းစားပါလားလူစကန်းစဟောနေတယ်ဆိုတဲ့ကတော်တော်ရေးကြီးလို့ဆရာဘုန်းကြီးချင်းမြောက်နေတယ်ဆိုတာပေါ်လာတယ်အေးလာခဲ့ပါပတ္တရှိပါဘယ်လိုခေါ်ကဲခေါ်တော့ဓမ္မတွေကသွားလိုက်တယ်ပေါ့ညာနဲ့သွားလိုက်ညာနဲ့သွားလိုက်တဲ့အခါကျတော့ခုခေါ်တော့ကတော့အေးလာခဲ့ပါလို့ခေါ်လိုက်တာပဲပတ္တရှိပါဆိုပြီးဒီကတော့ရှုလိုက်တဲ့အခါကျတော့ကျတော့ညာနဲ့ရှုလိုက်တဲ့အခါကျတော့ဝေဒနာလေးတွေမရှိတာပဲသွားပြီအဲ့ဒါဝေဒနာမရှိတာသွားတွေ့ဘာသွားတွေ့ဝေဒနာမရှိတာသွားသေးတော့ဝေဒနာအိဋ္ဌာဆိုတာသွားတွေ့ဩဒါသူများပြောတဲ့ကြာတာခန္ဓာခေါ်ရလိုက်လို့ညာဝထင်လာတာလားလို့မေးရင်မနဲ့ပြောကြခန္ဓာခေါ်ရမှလိုက်တဲ့အတွက်ညာဝထင်လာတာဝေဒနာအိဋ္ဌာသွားတွေ့စိတ်အိဋ္ဌာသွားတွေ့ခေါ်ရကလိုက်တွေ့ပါဆိုတော့ဓမ္မတွေမားเสียမှောက်เสียလွဲเสียချော်เสียရဲလို့ရှိသေးရဲ့အဲ့ဒါကဥပဒနာရှင်ကြီးနေပြီးမှစပြီးသူများပြလမ်းဆုံးမှဆိုလို့အဲ့ဒီပါတိကောင်းနဲ့လိုက်သားပါလို့ပြောလိုက်ပါတယ်လိုက်တဲ့အခါကျပြန်တော့လေတကယ်ကျေတို့ဥလာဘူးတို့ဆုံးမကျင်တာကရိုးရိုးမလိုက်ပါနဲ့လို့ထပ်ပြန်ပြီးသတိပေးလိုက်ပြန်ဒကာဓမ္မတွေဘယ်လိုလဲရိုးရိုးမလိုက်ပါနဲ့မှန်သားလိုက်စမ်းပါသူများပြောမယုံရအောင်တန်ဋိဋ္ဌိကောနဲ့လိုက်ပါဘာနဲ့လိုက်ရသိသိချာချာမှတ်ပါအိဗ္ဗတိကောကခေါ်ညာတော့လေဒီတိုင်းရံပန်းပြီးကြလားမလိုက်ပါနဲ့တန်ဋိဋ္ဌိကောတမ္မံပတိတဘောကိုယ်ရင်မြင်အောင်လိုက်ချတာရှင်းမလားဘယ်လိုလိုက်ကြအဲ့ဒီကဲတော့ကိုယ်တိုင်မြင်အောင်လိုက်တဲ့အခါကျတော့ဓမ္မတွေစဉ်းစားမိရပေါ့။အိဗ္ဗတိကိုခေါ်လို့တန်ဋိဋ္ဌိကောဆိုတဲ့ကိုယ်တိုင်သမ္မာပပိတဘောဆိုတဲ့အတိုင်းကိုယ်ပိုင်ဉာဏ်နဲ့လိုက်တဲ့အခါကျတော့ဝေဒနာအိဋ္ဌာကိုကိုယ်တိုင်တွေ့သွားဖြစ်။သူများပြောတာကြားပြီးဟုတ်သေးရဲ့။ဘာပါလဲ။ကိုယ်တိုင်တွေ့ဖြစ်သွားတဲ့အခါကျတော့ကကျော်တော်ဘာဝတို့ဥလာဘုရားဆုံးဖြတ်ချတာပေါ့။တော့ဟေးသူများပြလမ်းမဆုံးတော့ဘူး။ဘုရားကြားတယ်လည်းအိဋ္ဌာရောက်တယ်လို့သူများပြောတယ်။မိမတွေကအိဋ္ဌာရောက်လို့တို့မလာဖို့သွားရအောင်မယ်လို့ပြောတဲ့ဥစ္စာမဟုတ်သေးဘူးဒီဥစ္စာ။ဒါသမှုရိမရဏတွေဖြစ်တယ်။အဲ့ဒါသမထရဲသွားနေတယ်။ဝိပဿနာမရဏကိုတို့မြင်အောင်ကြည့်မယ်ဆိုပြီးကြည့်လိုက်တဲ့အခါကျတော့ခေါင်းကဝေဒနာခန္ဓာလေးကရတဲ့နေရာလေးကကျုပ်စီလာခဲ့ပါလို့မခေါ်ဘူး။အဲ့ဒါလက်နဲ့မသွားဘဲနဲ့လက်ကလေးနဲ့သွားအရာမလျှောက်ဘဲနဲ့ညံလေးနဲ့သွားပြီလေ။လက်နဲ့မသွားဘဲနဲ့ဘာနဲ့သွားမလဲ။ညံနဲ့သွားတဲ့အခါကျတော့ဟေးတန်လေးကြီးကကိုယ်တိုင်မြောင်သွားမယ်ဆိုပြီးသွားလိုက်တာ။ကိုယ်တိုင်မြောင်သွားလိုက်တဲ့အခါကျတော့ခေါ်တဲ့စီကိုယ်တိုင်မြောင်ညံနဲ့တက်လိုက်တဲ့အခါကျတော့ဝေဒနာကခေါ်တယ်။သဘောကျ။သွားချတော့အနိစ္စတွေ့တယ်။ကိုယ်ရင်ကြည့်လိုက်တော့ဘာတွေ့ပါဝေဒနာခေါ်တယ်ကိုယ်ရင်ကြည့်လိုက်တော့ဘာလာတွေ့ဒါကြောင့်ဝေဒနာအိဋ္ဌာသွားတွေ့ဘာများသွားတွေ့ပါလဲတရားဓမ္မတို့ဝေဒနာအိဋ္ဌာသွားတွေ့ပါတယ်ဆိုတဲ့ကိုကဥပဝံသူများဥစ္စာလမ်းဆုံးတာလားကိုယ်ရင်တွေ့ဘူးလားဒါကြောင့်သံဒိဋ္ဌိကောကမ္မံပတ္တိတဘောသံဒိဋ္ဌိကောကမ္မံပတ္တိတဘောကိုယ်ရင်တွေ့အောင်ရှားပါရှင်းကြဘာပါလဲရှားတော့ဘာတွေ့ကြပါလဲဘာပရိနိစ္စသွားတယ်
ဝေဒနာရဲ့အိဋ္ဌသွားတွေ့ဩဒါဖြင့်တသံတရားလုံးကတို့ဒီကားလို့ဆိုလို့ရှိရင်ဖြင့်ဝေဒနာအိဋ္ဌအပြင်သက်ခန္ဓာအိဋ္ဌအိဋ္ဌလို့ဟောပါရဲ့ကံနဲ့တို့ဒီအိဋ္ဌပတိကောကိုလေတို့ကဂရိမထသံဃိတိကောနဲ့လိုက်ရမယ်ဆိုတာကိုလေမတင်မှုမကြဘူးသေးတော့အိဋ္ဌပတိကောခေါ်ညာတော့လေဒကာဓမ္မတို့သံဃိတိကောဆိုတဲ့ညာနဲ့မလိုက်တော့ဥပအောင်အနိစ္စကိုမတွေ့ပဲဖြစ်ကဲလို့ကြောက်เสียကောင်းမှာခေါ်ကြခေါ်သမားကအိဋ္ဌပတိကောလိုက်သမားကသံဃိတိကောခေါ်သမားကလိုက်သမားကဩဒီနှလုံးနဲ့ခင်ဗျားတို့သိပြောပြီးဒီနေ့တရားမှာဒီနှလုံးနဲ့ဥအောင်သိပြောခန္ဓာကိုယ်တစ်ခုလုံးခေါ်ရကိုသာလိုက်ပါဆိုတော့အိဗတိကောကအေးလာခဲ့ပါပတ္တရှိပါလို့မခေါ်လားဒီလိုခေါ်လိုက်တဲ့အခါကျတော့ဓမ္မတွေကဘာနဲ့လိုက်မလဲသံဃိတိကောတမ္မံပတ္တိတာဘောကိုယ်တိုင်မြင်အောင်လိုက်မဟာဆိုပြီးလိုက်တာကိုယ်တိုင်မြင်အောင်လိုက်ကြတာဥပဒနာသံဃိတိကောကအနိစ္စဥပဒနာသွားဖြစ်သဘောကျအနိစ္စနဲ့ဥပဒနာသွားဖြစ်တယ်အိဗတိကောကအနိစ္စသံဃိတိကောကဝိပဒနာသဘောကျအိဗတိကောကသံဃိတိကောကဩဒါတွေကိုခရရှိခိုးနေတာကြာပါဘောလားဒီဥစ္စာအလုတ်ဆန်းနဲ့ဒီလိုမျိုးသွန်းလိုက်ရလို့ရှင်သောရှိကနိဗ္ဗာန်ရတာဟာအခုတော့အလုတ်ဆန်းနဲ့ကြာကြနေတာမသွန်းပဲနဲ့ဒကာဓမ္မတွေကားလို့ရှင်မယ်တရားပုံတော်ကိုကျင်ညိုပိဋကလာနေတာမြနဲ့ပဲပြီးပိဋကလာနေတော့ကြောင့်အင်္ဂုတ္တပါဠိတော်ကြီးများမှာကွာဥပဝါဏသုတ်တို့မှာသံဃိတိကောတွေအိဗတိကောတွေမှာမနေကိုဘုရားဟောထားတာဒကာကျွေးဒါရင်ဒကာဓမ္မတို့တရားဟောလာတာကနိုင်ဝဲလောက်ရှိလာပြီနိုင်ဝဲလောက်ရှိလာတဲ့အခါကျတော့တို့ဘာလို့အောင်မှာတော့လို့နေတဲ့အခါကျအိဗတိကောကခေါ်သမာသံဃိတိကောကလိုက်သမာရှင်းမလားအိဗတိကောကသံဃိတိကောကအဲ့ဒါလေးနဲ့ခန္ဓာကိုယ်ဓမ္မအိဗတိကောကစိတ်ကခေါ်ရင်စိတ်ရှိလိုက်ဝေဒနာကခေါ်ရင်ဘာလိုက်ကြမလဲပါညာပါလိသံဃိတိကောသမ္မံပတ္တိတဘောသမ္မံကိုယ်တိုင်ပတ္တိတဘောမြင်အပ်၏ကိုယ်တိုင်မြင်အောင်ကိုလိုက်ရစမ်းကိုယ်တိုင်မြင်အောင်လိုက်ရတဲ့အခါကျတော့ခေါ်သမားကအိဋ္ဌလိုက်သမားကဝိပဿနာခေါ်သမားကလိုက်သမားကအနိစ္စဥပဒနာသွားဖြစ်တယ်ရှင်းဩဒါဖြင့်ဂျုံတော့ဂျုံကဲဒီလိုလုပ်လိုက်ရင်အစိုးကြီးကပြီးနေပါရဲ့သားနဲ့ဒုရှာရှည်မှုတွေကြောင့်ဒုဒုက္ခရောက်နေတာပဲဥပအောင်တဲ့စွဲချက်တင်လိုက်ပြီဒုရှာရှည်မှုကြောင့်ဒုဒုက္ခရောက်နေတာပဲတိုင်းဒါဖြင့်ဒကာရမတို့ဓာတုများကလမ်းဆုံးတာလားကိုညာဝလမ်းဆုံးတာလားပြေပြောပါပြီပြေပြောပြီဒကာရမသူများကလမ်းဆုံးတာမဟုတ်တော့ဘူးကိုညာဝလမ်းဆုံးတယ်ဇာတ်တဲ့စိတ်ကလေးပေါ်လာတယ်စိတ်ဓာတ်နိဗ္ဗာန်ပဲလှည့်လိုက်ပါဦးဇာတ်တဲ့စိတ်ကလေးပေါ်လာတော့ဇာတ်တဲ့စိတ်ကလေးကဇာတ်တဲ့စိတ်ကလေးရှိကိုဒီကနေပြီးဒီကရာဟောဇာတ်တဲ့စိတ်ကတော့ဖြင့်ခေါ်ပြီဒီကဇာတ်တဲ့စိတ်ကလေးဒီခန္ဓာကိုယ်ထဲမှာပေါ်လာတာသူခေါ်သမားလေးတက်တယ်ပဲအဲ့ဒီခေါ်သမားလေးတက်တဲ့ကိုဇာတ်တဲ့စိတ်ကလေးရှိကိုဇာတ်တဲ့စိတ်ဘယ်လိုနေတယ်ဆိုတော့သိအောင်ကိုယ်တိုင်ဉာဏ်နဲ့လိုက်ကြည့်လိုက်စမ်းဟောဇာတ်တဲ့စိတ်ကလေးကပြည့်သွားပြည့်ဘူးလားပြည့်သွားတဲ့ခါကျတော့ဇာယနာစိတ်ကအိဋ္ဌာကိုယ်တိုင်လိုက်ကြည့်တဲ့ဇာယနာစိတ်ကအိဋ္ဌာကိုယ်တိုင်လိုက်ကြည့်တာကမြင်တဲ့ဝိပဿနာသဘောကျဇာယနာစိတ်ကကိုယ်တိုင်မြင်လိုက်တာကအိဋ္ဌာနဲ့ဝိပဿနာဒီလိုတွဲလာသဘောပါကြဘာနဲ့ပါပဲလို့တွဲရဓမ္မအိဋ္ဌာဝိပဿနာဖြစ်တော်ဘောအိဋ္ဌာဝိပဿနာဖြစ်တော်ဘောတရားဓမ္မတို့ဟင်တိုင်းဒေါသစိတ်ကလေးပေါ်လာတဲ့စိတ်ချင်းရှူးနေအောင်စိတ်ဆိုးနေကြစိတ်ဆိုးနေတဲ့စိတ်ကလေးကလည်းခေါ်တဲ့အိဗတိကိုလာပါရှုပါလို့သူကခေါ်ရတယ်ကိုယ်စိတ်ဆိုးတာလေးကိုကဲခတ်ပြီးဒီကလာနောက်ကနေတန်ဋိတိကောနဲ့လိုက်တဲ့အခါကြလို့ရှိရင်စိတ်ဆိုးတဲ့စိတ်ကလေးရဲ့ရှိသေးရဲ့အဘယ်ကြောင့်မရှိကြုံဆိုလို့ရှိရင်ဖြင့်အញ្ញံဝိကရိစိတ်တံအញ្ញံစိတ်တံနိဥဇတိအញ្ញံတစ်ပါးတော့ရှေ့ခေါ်တဲ့စိတ်ကနိဥဇတိချုပ်အញ្ញံတစ်ပါးတော့ရှိတဲ့စိတ်ကဥပ္ပဇ္ဇတိဖြစ်၏နှစ်စိတ်ကပြဲလို့ဖြစ်ကောင်း
နှစ်စိတ်ကပြန်ဖြစ်ကောင်းလားအဲ့ဒီမဖြစ်ကောင်းတာထောက်ကြည့်လိုက်တဲ့ခါကျတော့ဩအခေါ်မနာကိုအလိုက်သမားမှန်ဖို့အရေးကြီးပါလားကူလာဝေပါအရေးကြီးပါလေဒကာဓမ္မတွေအခေါ်သမားနောက်ကိုအလိုက်သမားမှန်ဖို့သိအရေးမကြီးဘူးလားအဲ့ဒီကတော့လိုက်ကြတော့မယ်ဆိုလို့ရှိရင်ဖြင့်စိတ်တွေ့ကြလားနှိစ္စတွေ့ကြလားဟောဒါပြန်နှိစ္စတွေ့လို့ရှိရင်ဖြင့်ဒကာဓမ္မတွေမပူနဲ့တော့ပြင်ဆက်ခန္ဓာနှိစ္စဆိုတဲ့တိုင်ငကောမတွေ့ခဲ့ဘူးယခုကမှအိပတိကောခေါ်ရဖို့တန်လေးကြီးကောင်းတဲ့ကိုယ်ပိုင်ဉာဏ်နဲ့ကိုယ်တိုင်လိုက်ရတဲ့ခါကြတော့မှဩခေါ်တာကအနိစ္စခေါ်တာကိုမြင်တာကလည်းလိုက်လို့မြင်တော့လေပုဂ္ဂိုလ်သတ္တဝါယောက်ျားမိန်းမမြင်သေးသလားအနိစ္စမရှိတာပဲမြင်ခဲ့သလားဒါဖြင့်အိပတိကောကိုတန်လေးကြီးကောနဲ့လိုက်ပါဘယ်လိုပါလဲအိပတိကောကိုတန်လေးကြီးကောနဲ့လိုက်ပါဥပဒနာနိဗ္ဗာန်ဘာနိဗ္ဗာန်အိပတိကောကိုဘယ်တရားမဆိုခေါ်ပါလဲမယုံကြိုးလေးကြိုက်ကြည့်ကြိုးလေးကြိုက်ကြည့်ကြောကြိုးလေးကြိုက်ကြည့်တဲ့ခါကြတော့ရှင်းတယ်ကြိုးကြိုက်တဲ့နေရာကရတဲ့နေရာကဒုက္ခတောက်ကောင်းခြင်းစိတ်ပေါ်တဲ့နေရာကခေါ်လို့ခေါ်တဲ့ခါကျတော့ခင်ဗျားတို့မီးလေးနဲ့သွားလက်ကလေးနဲ့သွားနေဒီလိုတော့သွားတတ်သားညံလေးနဲ့ကမသွားတတ်ညံလေးနဲ့သွားလိုက်မယ်ဆိုလို့ရှိရင်ဖြင့်ဒကာဓမ္မတို့ရတာကနိစ္စသွားတာကမက္ခရတာကသွားတာကမက္ခဖြစ်ပြီးကြတော့လောကီမက္ခဖြစ်ပြီးကြတာနေတော့ဩတို့မှာအနိစ္စခေါ်ရကိုတဏှိကောဆိုတဲ့မက္ခနဲ့လဲလိုက်တာငါတို့မှာကိလေသာဆက်ပြတ်ပါကြလားအကယ်လက်နဲ့လိုက်လိုက်မယ်ဆိုလို့ရှိရင်ဖြင့်တဲ့ရတာဒီကားလို့စိတ်ကိုပြတ်သွားတာပဲလက်နဲ့လိုက်လိုက်တဲ့ခါဒေါသတွေလိုက်တာဒေါသလိုက်လာတော့သောကဖြစ်ဟောကိုကအိယာကောင်းနေရကောင်းမဝင်နိုင်တဲ့အတွက်ခရင်ကောင်းကြီးတွေမဝင်နိုင်ကြီးကရင်တန်ခရင်စိုက်ကြီးတို့မဝင်နိုင်လို့ဒီကြိုးတွေနဲ့ဒီလိုနေရတယ်ဆိုတော့သောကတို့ကျုပ်ဖြင့်သေးတာသေးကျင်တာပဲပရိဒီဝမအိယာဘူးနေလေလည်းလုံးတိုင်လုံးနေရတယ်ညလည်းမအိယာဘူးဆိုသေးတာသေးကျင်တာပဲဆိုတော့သောကတို့ပရိဒီဝတို့မလိုက်ဘူးစိတ်မဆန်းကြခြင်းကိုယ်ကြီးမချမ်းသာခြင်းတွေကောဒါညာနာမလိုက်ပဲနဲ့လက်နဲ့လိုက်လိုက်တဲ့အတွက်သောကပရိဒီဝဒုက္ခဒေါမနတာတွေလိုက်လာမလိုက်ဘူးလားဒီလိုရတော့သံဃာဆက်သွားဒါကြောင့်ယနေ့တရားမှာထူးထူးခြားခြားပဲဓမ္မတွေအိပတိကောနောက်ကပန္တိတိကောဆိုတဲ့ညာနဲ့လိုက်ပါအိပတိကောနောက်ကညာနဲ့လိုက်တဲ့အခါကျတော့ရှင်းတယ်ခေါင်းကသောတာပတိကဒုက္ခဒေါမနတာတွေမချုပ်လားပရိစ္ဆေသမုပ္ပါကြီးပြတ်ထွက်သွားပရိစ္ဆေသမုပ္ပါပြတ်ထွက်သွားတော့နောက်တန်တရားဆိုတဲ့သောကပတိကဒုက္ခဒေါမနတာအဝိဇ္ဇာသင်္ခါရတွေလာသေးရဲ့အဲ့ဒါတွေမလာတာထောက်ကြောဩတန်တရားပြတ်ဆိုတာအိပတိကောကိုတန်လေးကြီးကောနဲ့လိုက်လိုက်တော့လေအပြတ်ကားပါလားဆိုတာပေါ်လာမပေါ်လာဘူးလားဒါတွေကသေးသေးသိမ့်သိမ့်သေးပဲလို့ဘုရားဟောထားတာကိုသမင်းညလို့တရားအောင်တို့ကမယူလိုက်ပါနဲ့ဥပဒနာအလုံးစင်ပြနေတာဘာပြနေဝိပဿနာအလုံးစင်ပြနေတာဆိုတာသိရသားနဲ့တရားဓမ္မတွေရတိုင်းနာတိုင်းအိပတိကောလိုက်တိုင်းလက်ဒီရတိုင်းရာဝဉာဏ်နဲ့လိုက်တိုင်းဗန္ဒိတိကောတပည့်ကြရတိုင်းသူကဘာပါလဲအေးလာခဲ့ပါပတ္တကျုပ်ရှုပါမခေါ်ပါဘူးလားအဲ့ဒီခေါ်တာဓမ္မတွေကဘယ်ပါဠိနဲ့လိုက်မယ်ခဏလိုရပြီးတော့ပါဠိကိုဘုန်းကြီးကတဲ့ပေးတာပဲရှိပါတယ်ဘုန်းကြီးကတရားဟောနေကြသုံးလို့အောင်းနေမလို့ပါနဲ့တို့ရပြီးပါဠိတဲ့ပေးနေဘာပါလိမ့်ရပြီးတော့ပါဠိကိုသုံးချရမှာဆိုတော့သုံးချပေးနေတာဆိုတာရင်းနေအခုတော့ခင်ဗျားတို့ကအိမ်အန္တရာယ်ကင်းကြတော့အိမ်မှာဖျားနာထူးမှဟုတ်လားအိမ်မှာတည်းတဲ့ကလေးများလာတဲ့ခင်မသခိုးသူကလေးများကတ်တယ်ခင်မဟာတရားကောင်တော်တွေရွတ်ပါလားဘာလို့နေတော့ဆိုပြီးဒီကရဝိပဿနာရှုရမယ်လို့ကိုရွတ်ဖတ်ပြီးသုံးချနေတော့ရွတ်ဖတ်ကလောက်ပဲခီးခံကြရ
ရုပ်ဘက်ကလည်းပဲအကျိုးခံစားရတကယ်အနှစ်သာရကြီးခံစားရမဉ္ဇဉ်ရအောင်ခံစားရဩဒါဖြင့်တရားဓမ္မတွေခြေကောင်းရှိပါရဲ့သားနဲ့အသုံးမကောင်းတာနဲ့အပြည့်ကြီးပြရလေခြင်းသဘောကျခြေကောင်းရှိရနဲ့အသုံးမချရတာနဲ့နာလိုက်တာတကားကျွေးသူ့အောင်မဲနဲ့နာလိုက်တာအိမ်မှာတိုက်ပွဲဖြစ်နေတယ်အော်ရီမိုက်ခြင်းတွေရှိတဲ့နဲ့မကောင်းမိတယ်လို့ဖြစ်သဘောကျအဲဒီပြင်ပမာသေးတွေဒီပြင်ဥစ္စာတွေကဒကာလေးလျှောက်ချပြီးဒီကရနေကြတယ်ဆရာဝန်ကအကုနေတယ်ဆိုသေးလေးပါလေးကအကုနေတယ်ကို့မှာအင်မတန်ပြောက်တဲ့အခုခက်ပေါ်ဆေးရှိရတဲ့နဲ့မကောင်းမိတော့ဘူးဒကာဓမ္မတို့ယောဂသက်ရှိတယ်ဘယ်နဲ့ဆိုကြဘာလဲလို့ယောဂသက်ရှိပါခြေကောင်းရှိရင်မကောင်းပြီလို့ရှင်းမလားခြေကောင်းရှိရင်မကောင်းပြီလို့ဆိုတော့ဒီမလားဒကာဓမ္မတွေခန္ဓာကိုယ်ကြီးကအေးပฏิကောမရှိဘူးလားဘယ်နဲ့ကြောင့်တန်လေးကြီးကောနဲ့မလိုက်ပါလိမ့်မလို့ဆိုလို့ရှိရင်ခြေကောင်းရှိရင်မကောင်းပြီလို့ဗျာဒါဖြင့်တန်လျာယောဂရှိရောဘယ်နဲ့ဆိုကြသံဃာယောဂရှိကြတော့တခါခြေလိုက်တယ်ဆိုရင်ပြန်တက်ဖို့လမ်းမြင်သေးရဲ့ဩတရားဓမ္မတွေဒါကြောင့်သူများတို့ကလမ်းမဆုံးပဲနဲ့အိဗာတိကောခေါ်ရကိုတန်ဋိဋ္ဌိကောဆိုတဲ့ကိုယ်ပိုင်ဉာဏ်နဲ့လိုက်ရလို့ရှိရင်ဖြင့်ဥပဒနာမဲ့ရပြင်လောကုတ္တရာမဲ့ဆိုတာဥပဒနာမဲ့ရင့်ကျက်ရင်လောကုတ္တရာမဲ့ဖြစ်မြဲကြမလားဆိုတာသိချာမှတ်မိတယ်သဘောပါကြရှင်းပြီနော်ဟောပြီဒါဖြင့်နေရာကြပါပြီဒါဖြင့်ဘုတရားတွေဒကာဓမ္မတို့နိုင်ဝဲကြော်သွားပြီအလုံးလုံးတတ်ဗလားလို့မေးဘုရုခေါ်ရဘယ်ဝါနဲ့လဲနဲ့မပါဒီကလုံးနဲ့တင်သေပြောတဲ့တရားနေပြောတဲ့တရားသံဃာစကားပတ်တဲ့တရားဝိညာဝိသသိတဲ့တရားပေတကားပိတ်တဲ့တရားဖြစ်နေသောကြောင့်ဒီနှလုံးကိုမမေ့ပါနဲ့ဆိုတာကြီးကြီးကျယ်ကျယ်သတိပေးလိုက်ပါတယ်။ဘာခေါ်ရပါနဲ့လိုက်ကြမယ်။အေးနေရကြလိုက်တဲ့ဖြစ်ချင်းမှမပြောပါနဲ့တော့အေးလာပဲပတ္တရှုပါဆိုတာတကယ်ကြီးခေါ်တာဗျ။သံဒိဋ္ဌိကောသမ္မာပတ္တိတဘောသံဒိဋ္ဌိကောကိုယ်တိုင်သမ္မာကိုယ်တိုင်ပတ္တိတဘောလိုက်စမ်းမှရှုစမ်းပါသဘောကျကိုယ်တိုင်လိုက်ရှုလိုက်တဲ့အခါကျတော့ခဏပြောခဲ့တဲ့ဒိုင်းဝေဒနာခေါ်လို့ရှိရင်လည်းလိုက်လိုက်တဲ့အခါအနိစ္စသွားတယ်ဟောပေါ်တော့ဝေဒနာလိုက်လိုက်တော့အနိစ္စသွားတယ်တော့ဩဝေဒနာအနိစ္စပါလားဆိုတော့သူများဘက်ကပြောလားတခါကျွေးဓမ္မကပြောတာလားတရားတော်လုံးပဲနဲ့လုံးတရားဓမ္မဘယ်သူကခေါ်တာပါလိမ့်ဓမ္မကခေါ်ပြီးဓမ္မကပြောတာခင်ဗျားတို့သူများစီမလိုက်နဲ့ကျိုးစီလိုက်ကျိုးဟာအိဋ္ဌပါပဲလို့မပြောဘူးအဲဒီဓမ္မတွေကသံဃာကြီးကောနဲ့ကိုယ်ပိုင်ညာနဲ့ကိုယ်တိုင်လိုက်လိုက်တဲ့ခါကျတော့ရှင်းဖြင့်ဥပဒနာမဲ့ကလေးနဲ့လိုက်လိုက်ပြီးသမဥပဒနာသမာဓိရှိနဲ့လိုက်လိုက်ပြီးသမဖြင့်ဝေဒနာအိဋ္ဌစိတ်တံအိဋ္ဌတွေ့ဘူးလားဩတဲ့နေရကြပါလားဆိုတာပေါ်လာအဲ့ဒါဥပဒနာမှာဘယ်မှဆရာရှားမနေနဲ့တော့ဒကာဓမ္မတို့ဥပဒနာဆိုတာဆရာရှားပြီးတကလားမနေနဲ့တော့ဒီနှလုံးနဲ့ပိုက်ပြီဘုရုခေါ်ရဘယ်ဝါကလိုက်မယ်အိဗာတိကောကခေါ်ရသံဒိဋ္ဌိကလိုက်မယ်ပြီးသွားတာပဲအိဗာတိကောခေါ်ရဘူးပေါ်ကြဩတဲ့ဘုဒ္ဓမာလားတကယ်ကျွန်းအမတန်ဘုဒ္ဓနဲ့ဆိုတော့ဥပဒနာရှိရမှာဘယ်လိုမျိုးနည်းရပါမတုံးဆိုတာလေးတောင်ကြောက်ခဲ့ပါဝိပဿနာနည်းရမှာဘုရုစီဉာဏ်နည်းလို့ဘယ်လိုများကောင်းမှမတုံးလို့ဆိုတော့ဘုဇေယဘုန်းကြီးရဘုရားပါဠိတော်ဓမ္မဂုဏ်တော်တွေကဓမ္မအကျင့်တို့ကိုကျေးဇူးများတဲ့တရားဖြစ်တဲ့အတွက်ကြောင့်ဓမ္မဂုဏ်တော်တက်တက်ကိုထုတ်ပြဓမ္မဂုဏ်တော်တက်တက်ထုတ်ပြလိုက်တော့အိဗာတိကောခေါ်ရကိုတဏှိတိကောကလိုက်ပါသဘောကျအိဗာတိကောခေါ်ရဘူးလိုက်လိုက်တော့ဘာတွေ့အိဋ္ဌကနေစာတွေ့တာကမက္ခပြတာကအိဋ္ဌတွေ့တယ်လိုက်လို့တွေ့တာကပြတာကအိဋ္ဌလိုက်လို့တွေ့တာကမက္ခဆိုသဖြင့်မက်ဆိုတော့ကိလေသာမရင်တော့ကိစ္စရီမက္ခော
ကိလေသာတို့မာရင်တော်သတ်လျက်နိဗ္ဗာန်တို့ကိစ္စကြီးသွားလိုက်ဣတမထိုးကြောင့်မေကောမက်မြည်ဤလို့အများပဲပြောနေကြတယ်ဘုရားလည်းဟောအဲ့တော့ဒီမှာကိလေသာလိုက်တဲ့ဆိုလို့ချင်းဥပဒနာမဲ့လာသည်ဖြစ်စေကမူကိလေသာတရင်ကတွေချုပ်ထွက်တယ်ကိလေသာချုပ်မချုပ်စဉ်းစားတယ်ကိလေသာတွေချုပ်သွားကိလေသာချုပ်သွားတော့ကိလေသာဆိုတာဓမ္မတွေယံလူပါလားကိလေသာဆိုတာဘာပါလဲဒီယံလူချုပ်သွားတယ်ဗန္ဓိတိကောနဲ့လိုက်ပါရောဥပါဝင်ကိလေသာယံလူကနဲ့ချုပ်ဒါဖြင့်အကာလီကောခာမင်ကျိုးကိုပေးခယံလူပေးယံလူပေးဓမ္မတွေကိလေသာယံလူတွေပဲနေဒါအဲ့ဒါကလည်းဆိုကြပါအကာလီကောယံလူပေးခြင်းလူတော်ကျိုးကိုပေးစေတတ်သည်ဟောတိဖြစ်ပရိစ္ဆေသမုပ္ပါဆိုတဲ့ဆက်မယံလူကြီးကိလေသာသမုဒယယံလူကြီး1500ကိလေသာယံလူကြီးတွေဟာဒကာဓမ္မတို့တန်လေးကြီးကောဆိုတဲ့တရားကကိုယ်တိုင်လည်းမြင်လိုက်ပါရောအိဗ္ဗတိကောဆိုတဲ့အတိုင်းဒီအကာလီကောဆိုတဲ့အတိုင်းတခါတော့ပရိစ္ဆေသမုပ္ပါတရင်ကပြအဟုတ်ဥပဒနာလောကုတ္တရာမဲ့လာရင်သမုတ်စေရဆိုတဲ့ဥစ္စာအပြလာရတော့မယ်မလာပါနဲ့ဆိုလို့ရသေးရဲ့ဒါဖြင့်ဘုန်းကြီးတို့ဓမ္မတွေမှာဓမ္မကုံတော်မင်းတို့ဒါလေးတော့မင်းတို့ဆောင်ပါလိမ့်မယ်ဆိုတဲ့ဥစ္စာခင်ဗျားတို့ဆောင်အောင်မလုပ်တာနဲ့မဆောင်ဘူးဓမ္မကုံတော်ဘုရားဆောင်ရမှာလေဒိဋ္ဌိပုဂ္ဂိုလ်ဆောင်ရမှာဓမ္မကုံတော်လေးဘုရားကိုဆောင်ရမှာလေအာထုတဲ့ပုဂ္ဂိုလ်နှလုံးသွင်းတဲ့ပုဂ္ဂိုလ်ဆောင်ရမယ်ခင်ဗျားတို့ကဒီတိုင်းမှမလုပ်တော့သူကဆောင်နေရရှိသေးရဲ့ငါကပေးကြမှာလေကွာသူတို့ကငါအနာမကပ်ဘူးငါရှောင်ပဲလုပ်နေတယ်ဆိုတော့သူလည်းမဆောင်နိုင်ဘူးဆောင်နေလေအဲ့ဒါကြောင့်ဘုရားဓမ္မတို့ကိုယ်ဓမ္မကိုယ်ဓမ္မမှာကိုယ်ဆောင်ပါဆိုတာလည်းအသေးချာသေးရဲ့သားနဲ့ဒကာဓမ္မတွေဓမ္မဆောင်ပြီးအဓမ္မဆောင်နေတဲ့အတွက်ကိုကျိုးနေကြရကဲလည်းကြောက်เสียကောင်းပါဒါဖြင့်ဒကာဓမ္မတို့ဒီကံလေးဒီကောအိဗ္ဗတိကောဟူသောဓမ္မကခေါ်ရာကိုသံလေးဒီကောနဲ့လိုက်မယ်ဆိုလို့ရှိရင်အဂါလီကောဆိုတဲ့ပရိစ္ဆေသမုပ္ပါကြီးဘာဖြစ်သွားပြတ်သွားတယ်ဆိုတော့ဘုန်းကြီးတို့ဓမ္မတွေချမ်းသာစေဧကံရမှာပါလားဆိုတာဒီဓမ္မဘုရားကဧကယနောယံဘိက္ခွေမေကောဘိက္ခွေယံနောမေကောမင်းတို့လိုက်တဲ့သံလေးဒီကမဲ့သည်ဧကယနောကြောင့်ဒီနဲ့နိဗ္ဗာန်ကိုပို့နိုင်၏ဆိုတော့သူကဒီမှာကနိဗ္ဗာန်ပို့မယ်ဆိုတာကိလေသာကလို့ပို့နေတာကိလေသာမကရင်မပို့နိုင်ဘူးဆိုတာသိကြလားဟောဒါတွေစဉ်းစားလိုက်တော့မှအိပတိကောရဲ့သံဃိတိကောရဲ့အကာလီကောရဲ့ဟာကငါတို့အလုံးလုံးလိုက်လို့ရှင်ဒီနှစ်ခုလုံးလိုက်လို့ရှင်တစ်ခုလုံးပြီးတာပါလားအိပတိကောခေါ်ရဖို့သံဃိတိကောသာလိုက်မယ်ဆိုလို့ရှိရင်လေအိပတိကောဟာအလိုလိုပြီးပါတယ်သဘောကျအိပတိကောကဘာလဲအလိုလိုပြီးသွားပရိစ္ဆေသမုပ္ပါဆက်ခွင့်ရသေးမရတော့သံဃာမပြတ်လားသံဃာဆိုတာဇာတိဇရာမရဏတွေဆက်ရဆက်ရသံဃာကိုဒုက္ခဆက်ရဆက်ရဘာခေါ်ကြဟာဒီသံဃာကြီးပြတ်သွားတဲ့လက်တဲ့ကြီးတဲ့လက်ကြီးဟာတကယ်ကျော်ရှိသေးဥအောင်ရှိသေးရဲ့အဲ့ဒါတွေသိချာကြည့်တော့မှဘုန်းကြီးဓမ္မတွေတရားလုံးလုံးနဲ့ဟောနေတာမှာနှလုံးသားဗရဏာထားပြီးမှတ်လိုက်ပါတော့နော်အိပတိကောခေါ်ရဖို့ဘာနဲ့လိုက်မယ်ဝိပဿနာဆိုတာအခေါ်သမားလိုက်သမားနှစ်ခုထားရအခေါ်သမားကဘယ်ပါလဲအလိုက်သမားကဘယ်ပါလဲသံဃိတိကောအိပတိကောကခေါ်သမားသံဃိတိကောကလိုက်ကလိုက်ရင်အကာလီကောဆိုတဲ့ဥစ္စာဥပအောင်ပြီးသွားမပြီးဘူးလားအဲ့ဒီမှာတရားဓမ္မတွေကတဲ့ညာနဲ့လိုက်ဖို့ရေးကိုဆရာဘုန်းကြီးကပြောနေပါလေသဘောပါကြခိုင်းဒါဖြင့်တရားဓမ္မတို့အလုံးစင်ဖြင့်နားလဲဖို့ဘုရားစိတ်ကခေါ်ရင်စိတ်စီလိုက်မယ်ဝေဒနာကြိတ်တဲ့ပုဂ္ဂိုလ်ဝေဒနာကခေါ်ရင်ဒုက္ခကလည်းခေါ်ရင်ခေါ်မယ်ခြာဒုက္ခရဲ့ဥကျုပ်ကြောလေးမှာရတာရှိတယ်ဆိုတော့ကြောလေးကခေါ်တာခင်ဗျားတို့ကတဏှာနဲ့လိုက်နေလို့ခက်ကြောလေးလေးတိုက်တယ်ခုလိုအိုက်တဲ့ခါလေးမှာလေးတိုက်လို့အေးတဲ့ခါကျုပ်ကြောလေး
ကျုပ်အေးသွားလို့သဘောကျတယ်ဆိုတော့ဝေဒနာပြည့်စရာတဏှာလိုက်တော့လိုက်တာပဲတဲ့ခင်ဗျားတို့ကမဉ္ဇဏ်နဲ့မလိုက်ဖဲနဲ့တဏှာနဲ့လိုက်နေလို့ခဲပေါ်ရဘာနဲ့လိုက်နေဒီကရှိဘာနဲ့လိုက်ကြညာနဲ့လိုက်သေးလိုက်စမ်းပါတရားဓမ္မတို့ညာနဲ့လိုက်သေးလိုက်လို့ရှိရင်ကိစ္စပြီးသွားတဏှာနဲ့လိုက်တော့တဏှာပြည့်စရာဥပါဒံဥပါဒနာပြည့်စရာကာမဘောကာမဘောပြည့်စရာဇာတိဇာတိပြည့်စရာဇာမရဏသွားပြီရောသုံးနေရဒါတွေဆိုရင်ကြောက်ကြရင်တော့ဘုရားခင်ကိုရမကြီးကအကုသိုလ်ဆိုတာဘုရားပါကြပါတရားကွာလဲရမယ်တရားမဟုတ်ဘူးကွာမင်းတို့တော့ကိုမင်းတို့ဆောင်ရမယ်တရားမဟုတ်ဘူးပါကြပါတရားလို့သိချဟောရှင်ပယ်ရမယ်တရားမင်းတို့ကဆောင်ရမယ်တရားဖြင့်ပေါ်ရလားပယ်ရမယ်တရားကိုဘယ်လိုပယ်ရမှာလဲမေးတော့ခေါ်ရာကိုတန်ဋိဋ္ဌိကောဆိုတဲ့ဉာဏ်နဲ့လိုက်ပါဉာဏ်နဲ့လိုက်ရင်ပယ်ပြီးသားဖြစ်တယ်ဒါဖြင့်ဒကာဓမ္မတို့ခန္ဓာကိုယ်တစ်ခုလုံးကဖြင့်အခေါ်သမားဉာဏ်တစ်ခုလုံးကခန္ဓာကိုယ်တစ်ခုလုံးကဘာကြောင့်ခေါ်ပါလိမ့်မလို့လို့မေးတဲ့အခါကျတော့ဒကာဓမ္မတွေစဉ်းစားကြည့်ကြပါလူတယောက်ဟာအနာရိသာရင်းနဲ့ကောင်းကဲ့ရနာရနာရင်းနဲ့ဖြစ်နေတဲ့အခါကျလာကြပါဦးဆိုတာမခေါ်ဘူးလားသူအနာရိရောက်နေတဲ့အခါလေကြကြပါဦးယူကြပါဦးအစရှိနေမခေါ်လားဘယ်နဲ့ကြောင့်ခေါ်ပါလိမ့်မလို့ဆိုတော့ခန္ဓာကိုယ်တစ်ခုလုံးမင်းဘယ်နေရတာပါဆိုအိုးတစ်ခုလုံးကိုဘာဖြစ်တယ်မသိဘူးမပြောလေအဲ့ဒါဆိုတခြားပြောတာမှမဟုတ်ပဲဒကာဓမ္မတို့ဒုက္ခန္တာဒုက္ခသစ္စာပါဆိုပြီးဒုက္ခသစ္စာကခေါ်နေခန္ဓာကြီးကဘာသစ္စာဒုက္ခသစ္စာကခေါ်နေတယ်ဆိုတော့ကျင့်တတ်ပါဒါဖြင့်ဖြစ်ပြဘာသစ္စာလဲဒုက္ခသစ္စာကိုမဂ္ဂသစ္စာနဲ့လိုက်ပါဒုက္ခသစ္စာကိုမဂ္ဂသစ္စာနဲ့လဲလိုက်တဲ့အခါကျတော့တို့သံဃာစခန်းကပေါ်ဟာသံဃာစခန်းကပေါ်ဟာလို့လက်ကမောင်းခန့်နေပါတယ်ဘုရားဘုရားလိုက်ကြနော်အိမ်ကြလို့ရှိရင်ပြန်မမေ့ကြပါနဲ့ဘယ်သူကခေါ်လိုက်မလို့ရှင်းသွားအိဗောဓိကခေါ်တဲ့အခါတဏှာနဲ့မလိုက်နဲ့ဒေါသနဲ့မလိုက်နဲ့ဘာနဲ့လိုက်ကြမလဲသန္တိဒီကောဆိုပြီးဒီကလာသမ္မာပတ္တိတာဘောဆိုပြီးဒီကလာညာနဲ့လာလိုက်ပြီသာသဘောကျအဲ့ဒီကတော့ညာနဲ့လိုက်လိုက်တဲ့ခါကြလို့ရှိရင်ဖြင့်တဲ့အနိစ္စနဲ့မက်ကဖြစ်ပါလိမ့်မယ်အဲ့ဒီမဲ့ရင်လာလို့ရှိရင်ဖြင့်ဝိပဿနာမဲ့ရင်လာလို့ရှိရင်လောကုတ္တရာမဲ့ဖြစ်တော့ရင်ကြံလို့ရင်ရမှာလားလို့ဆိုတော့လိုက်ပါများလို့ရင်တာဘယ်လိုပါလိမ့်မယ်လိုက်ပါများလို့ရင်တာဆိုတာသိကြလားရင်လာတဲ့ခါကျတော့ဘာဝေကတ္တဗကိစ္စပြီးတဲ့ခါကျလို့ရှိရင်ဖြင့်မဲ့ဒီသမုတ်စေတာကိစ္စသူလို့တော့ဘာဝေကတ္တဗဆိုတဲ့ပွားများတဲ့ကိစ္စပြီးမှသမုတ်စေတာကိစ္စဆိုတာဒကာဓမ္မတွေမက်ကကိလေသာသိနေတောက်ဆက်ဖြတ်နေပါလေအဲ့တော့ဘာဝေကတ္တဗကိစ္စနဲ့ရှိကဆိုင်တယ်မှမလိုက်ခဲနဲ့တပည့်တော်ပဲတော့ကိလေသာသိပြီးဒီကလာဘယ်လိုဘာကပိတ်တဲ့နိဗ္ဗာန်ကြီးအမြင်ပေါက်မှာတော့ငဲတဲ့ခါဆိုရတဲ့ဘာဝိတ္တဗကိစ္စနဲ့မြန်မြန်လိုက်ဟာပြီးတော့မှမက်စစ်ပေါ်လာပြီးသမုတ်စေတာကိစ္စကိလေသာလုတ်ပါလိမ့်မယ်ဆိုတာဘုန်းကြီးများဟောရသဘောပါကြတော်တော်ရေးကြည့်တဲ့တရားကိုဒီနေ့တော်တော်ပဲရှင်းအောင်လင်းအောင်ပြောနေတယ်ဆိုတာဘုရားကရင်းမိဗလားဘာမှမပါသေးဘူးဒကာဓမ္မတို့ဘုဒ္ဓဒေသကလည်းမထည့်သေးဘူးမက်လိုက်ပုံလေးပြောနေမက်နဲ့လိုက်ပုံလေးပြောနေတယ်ဆိုတာသိကြပါလား